မြောက်ရီရန်ကုန်တရားဝင်ကုန်ပို့ရင်တတန်15သိန်းပေါက်ဈေးရှိနေပြီးတရားမဝင်ဆိုရင်တော့တတန်350အထိပေါက်ဈေးရှိနေတယ်လို့မြောက်ရီကိုတောင်တွေကိုဖမ်းဆီးအရေးယူနေတာတွေကြောင့်လုပ်ငန်းရှင်တွေအခက်တွေ့နေကြရပါတယ်။မြောက်ရီကိုတောင်တွေမှာရှိတဲ့ပစ္စည်းတွေဟာအမှတ်နှစ်တရားမပိတ်ခင်ကတည်းကပစ္စည်းတွေပါဝင်နေပြီးတရားကူးကြတဲ့အခါအဆင်ပြေတယ်လို့တစိမ့်ကပ်ပြီးကန်းကူးကြတာကလည်းရှေ့ရခင်ကတည်းကလုပ်နေကြဖြစ်ပါတယ်။ရန်ကုန်မန္တလေးကိုတရားဝင်ပို့ခွင့်ရဖို့အတွက်လိုင်စင်လျှောက်နေကြဆဲဖြစ်ပြီးတွင်းကုန်လိုင်စင်ကလည်းပိတ်ပင်ထားသလိုပို့ကုန်ပို့မှဆိုလို့ပို့ပြန်တော့လဲမပေးပဲအမျိုးမျိုးအကြောင်းပြပြီးပိတ်ထားကြတာပါလုပ်ငန်းရှင်တွေကတရားဝင်အနေနဲ့တင်သွင်းခွင့်ရချင်ပေမဲ့တရားမဝင်ဖြစ်အောင်တမင်လုပ်နေတယ်လို့ဖြစ်နေပြီးကုန်တင်ခတွေကလည်းတရားမဝင်ဆိုရင်တတန်350အထိပေးနေကြရတယ်လို့စောင့်နေကြရပြန်ပါတယ်မြောက်ရီမှာအကောက်ခွန်မပေးရသေးခင်ယာယီတူလောင်နိုင်တဲ့ကိုတောင်တွေမရှိတာကြောင့်အဆင်ပြေရာကိုတောင်တွေမှာထားတာဖြစ်ပြီးလိုင်စင်လျှောက်နေစေဖြစ်လို့အပိတ်ခံရမှုကလုပ်ငန်းရှင်တွေကိုနစ်နာစေပါတယ်ဆိုတော့အခုလိုပိတ်ပင်တာတရားမဝင်ဆိုပြီးဖမ်းဆီးနေတာတွေအစားတွင်းကုန်လိုင်စင်တွေချပေးတာဒဏ်ကြေးငွေရိုက်ပြီးတင်သွင်းခွင့်ပြုတာတွေလုပ်တာကအားလုံးအဆင်ပြေစေမဲ့နီလန်ဖြစ်ပါတယ်မြောက်ရီကျူတီကွင်းကိုကြော်ဖြတ်လို့ဖမ်းတာမျိုးဆိုတရားမဝင်ကုန်လို့တတ်မှတ်နိုင်ပြီးအခုကတွင်းကုန်လိုင်စင်စောင့်နေတဲ့ကုန်စည်တွေကိုပိတ်ပင်တာတားဆီးတာကလုပ်ငန်းရှင်တွေကိုအခက်အခဲဖြစ်စေတာဖြစ်ပါတယ်ပို့ကုန်ရမှဆိုလို့ပို့ပြန်တော့လဲမချပေးထပ်ပြီးစောင့်ခိုင်းပြန်လိုင်စင်စောင့်နေတဲ့ကုန်တွေကိုပါဖမ်းဆီးအရေးယူနေတာဟာတိုင်းပြည်စီးပွားရေးကိုတိုးတက်စေတဲ့နီလန်မဟုတ်ပါဘူးမူးရင်မမောင်းနဲ့မောင်းရင်မမူးနဲ့ဆိုတဲ့စကားဟာယင်းအန်ဒီရဲ့ဘေးကင်းရေးအတွက်အရေးကြီးတယ်ဆိုတာအခုဖြစ်ရက်ကတက်တည်ပြသွားပါတယ်2026ခုနှစ်ဇူလိုင်လ25ရက်နေ့ကပျော်ပွဲနာကရင်းတော့မှာအုံမွေလုံးကားစရာဟာတွဲကားကိုနောက်ကနေဝင်တိုက်မိပြီးပွဲချင်းပြီးတေဆုံးခဲ့ပါတယ်တွာလာနေသူတွေအဆိုအရာအဆိုပါရင်မောင်းဟာမူးနေတာဖြစ်ပြီးလမ်းမပေါ်မှာအန်ဒီရဲ့ကြီးစွာလမ်းအပြည့်မောင်းကတွာလာရင်နောက်ဆုံးရက်နေတဲ့တွဲကားကိုတိုက်မိသွားခဲ့တာပါအရက်တောက်ပြီးအုံမွှေးလုံးကတက်မောင်းတာဟာအန်ဒီရဲ့များသလိုလမ်းပေါ်တွာလာနေသူတွေကိုထိခိုက်စေနိုင်တာမို့မောင်းခွင့်ပြုထားသူတွေကိုအရေးယူတင်ပါတယ်လမ်းပေါ်မှာစီကံအမဲ့ဆုံးကားတွေဟာအုတ်သေးတင်ကားတွေနဲ့အုံမွှေးလုံးကားတွေဖြစ်ပြီးရင်မောင်းတွေရဲ့စီကံပြက်မောင်းနှင်မှုတွေကြောင့်ထိခိုက်ရမှုတွေကလည်းများနေပါတယ်အခုဖြစ်ရမှာလဲရထားတဲ့တွဲကားကိုဝင်တိုက်မိရမှာကားကောင်းတစ်ခုလုံးနောက်ကိုရောက်သွားတဲ့အထိပြင်းထန်လာပြီးကားသမားဟာမူရန်ပြီးလမ်းပေါ်တက်မောင်းတဲ့ဆိုကြိုဖြစ်ပါတယ်သူလဲဘယ်ဖြစ်ချင်မလဲဆိုတဲ့စကားဟာမာယွန်းနေပြီးတကယ်လို့မူးနေရင်မမောင်းဖို့ဆုံးဖြတ်ရမှာဖြစ်တယ်လို့လုပ်ငန်းသုံးကားမောင်းခွင့်ပြုထားသူတွေကိုပါအရေးယူတင်ပါတယ်အခုဖြစ်ရမှာဆိုလမ်းဘေးရက်ထားတဲ့တွဲကားပါအမှုပတ်နေပြီးရဲတွေအတွက်တော့စားပေါက်တစ်ခုလိုဖြစ်သွားမှာဖြစ်ကမမှားပေမဲ့လည်းငွေတောင်းတာခံရတွဲကားအသိမ်းခံရဖြစ်အောင်မှာပါ2026ခုနှစ်ဇူလိုင်လ29ရက်နေ့တနင်္လာနေ့မှာရန်ကုန်မှာရှိတဲ့မြို့နယ်16မြို့နယ်မှာရေပြတ်မှမှုရေကြိုတင်စုဆောင်းထားကြဖို့ရန်ကုန်စီပင်ကအသိပေးထားပါတယ်ရေပြက်မဲ့မြို့နယ်တွေကမင်္ဂလာတုံရွှေပြည်သာမယန်းကုန်းလှိုင်းသာယာဆက်မှုစုံအင်းစိန်ကမာရွတ်ဗဟန်းပပဲတန်းကြောက်တရာလမ်းမတော်လတာတာမွေမင်္ဂလာတောင်ညွန်းပဇွန်တောင်နဲ့ဘိုးတထောင်မြို့နယ်တွေပါလှော်ကရေသွင်းစက်ယုံမှာရှိတဲ့ထိန်းချုပ်ပိုင်းချိုးယွင်းမှုဖြစ်ပေါ်တာကြောင့်တနင်္လာနေ့နေ့လယ်တနာရီကနေ3နာရီအထိရေသွင်းစက်တွေခေတ္တရက်နာကပြုပြင်တာတွေလုပ်မယ်လို့ဆိုပါတယ်ဒါကြောင့်ဖော်ပြထားတဲ့မြို့နယ်16မြို့နယ်တွေရဲ့ရေပေးဝေရေးရေပိုက်လိုင်းတွေမှာရေပြတ်တောက်တာရေအားနည်းတာတွေဖြစ်ပေါ်နိုင်တယ်လို့ရန်ကုန်စီပင်ကဆိုပါတယ်ပြင်ဆင်ချိန်က2နာရီပဲဆိုပေမဲ့မြန်မာနိုင်ငံအခြေအနေအရတနေကုန်လဲရေပြတ်နိုင်တယ်လို့ကန်ဆိုးရင်2ရက်3ရက်ကြာမြင့်နိုင်တာကြောင့်အခုကတည်းကရေကြိုတင်စုဆောင်းထားတဲ့လို့ဆိုပါရစေအဝီစီရေရနေသူတွေအတွက်အဆင်ပြေပေမဲ့လှော်ကားရေရယူနေသူတွေအတွက်ခက်ခဲနိုင်ပြီးရန်ကုန်မှာရေပြတ်ရင်ဒုက္ခကကြီးတာမို့ကြိုတင်ပြင်ဆင်ထားတင်ပါတယ်။နောင်ချိုမြို့ကနေတရားမဝင်ကုန်စည်တွေတည်ယူပို့ဆောင်ရေးတွေမှာစစ်အုပ်စုရဲ့အရာရှိတွေပါဝင်နေပြီးလုံခြုံရေးအကြောင်းပြဂိတ်တွေမှာလည်းမောင်ခိုဖမ်းဆီးရေးအကြောင်းပြပြီးလှုပ်ရှားနေကြတယ်လို့ဆိုပါတယ်။နောင်ချိုမြို့ထက်ကမုတ်ဆိုင်လုပ်ငန်းရှင်တဦးဟာကုန်ပို့ဆောင်ရမှာနောင်ချိုမူကြီးကကိုဖြိုးစော်ဆိုသူကတည်ပို့ပေးနေတယ်လို့ပြင်ဦးလင်စာပေနှစ်ထက်ကဗိုလ်ကြီး2ဦးလဲတည်ယူပို့ဆောင်ပေးနေတယ်လို့ဆိုပါတယ်။နောင်ချိုမှာရှိတဲ့ကုန်တွေကိုတည်ယူပို့ဆောင်ပေးနေတာကြောင့်လဲမုတ်ဆိုင်လုပ်ငန်းရှင်ဟာ2လအတွင်းကြီးပွားချမ်းသာလာပြီးနောင်ချိုရဲတွေကိုလည်းလိုင်းကြီးပေးထားတာမို့စစ်ဆေးတာတွေမရှိဘူးလို့ဆိုပါတယ်။
စစ်အုပ်စုရဲ့ဗိုလ်မှူးကားတွေနဲ့တရုတ်ကုန်စည်တွေကားတာယာတွေကိုတဲယူရောင်းဝယ်နေကြတာဖြစ်ပြီးနောင်ချိုပြင်ဦးလင်မန္တလေးလမ်းကြောင်းဟာစစ်အုပ်စုလက်အောက်ခံတွေရဲ့ဂွင်ဖြစ်လာနေပါတယ်။အလားတူပြင်ဦးလင်မြို့နယ်ပင်လင်အရှိတ်ဖက်ရွာပြင်တွေမှာဘီအီတက်လုံခြုံရေးအကြောင်းပြပြီးလှုပ်ရှားနေကြသလိုတားဆီးတဲ့ကားတွေစိုက်ကယ်တွေကိုကြိုက်ဆေးမပေးရင်ဖမ်းဆီးနေပါတယ်။ပင်လင်ရွာကနေမိသွေးဖို့လမ်းတွေမှာစစ်အင်ဂျင်နီယာကျောင်းကနာမည်ပြောင်ကိုထက်ဆိုသူဟာ5-1တွေကိုအရာရှိနာမည်သုံးပြီးလှုပ်ရှားနေတယ်လို့ငွေမရရင်တက်နယ်အဖွဲ့ဆိုပြီးပြောင်းလဲသုံးနေတာပါကားတစ်စီးကိုကျပ်3သိန်းဆိုပြီးကောက်ခံကရွာလန်းတွေထဲဝင်ခိုင်းတာကြောင့်ရွာလန်းတွေပျက်စီးပြီးပြန်လဲပြုတ်ပင်ပေးတာလည်းမရှိတယ်လို့ရလာတဲ့ငွေကြေးတွေကိုကိုကျိုးအတွက်သုံးနေတာလို့ဆိုပါတယ်5-1လို့ခေါ်တဲ့တရားမဝင်ကုန်စည်တွေကိုစစ်အုပ်စုရဲ့အရာရှိတွေတည်ယူပေးနေကြတာဖြစ်ပါတယ်မန္တလေးအောင်ပန်းလမ်းပိုင်းမှာစစ်စေးဂိတ်15ခုလောက်ရှိပြီးဂိတ်ကြီး9သိန်းဒီပါပေးနေရတယ်လို့ဆိုပါတယ်။အောင်ပန်းကနေမန္တလေးကိုကုန်စည်ပို့ဆောင်ရင်ကားခက8သိန်းလမ်းကြီးက9သိန်းဒီပါရှိပြီးအလုတ်သမားခမပါဝင်သေးပါဘူး။ရွာငံနဲ့ဟန်မြင့်မူကြားမှတင်ဂိတ်ကြီးတွေပေးရတာများပြီးကျပ်4သိန်းကျော်ကုန်ကျနေရတာမို့ကားတွေအဆင်မပြေတာပါ။ရွာငံမျက်စိဆေးရုံနာကဂိတ်ကကျပ်9000ခန့်တော်မှာဂိတ်4ခုရှိပြီးကျပ်3သိန်း2000မြို့ကြီးရွာရဲကင်းကျပ်9000တန်ရွာမှာစစ်စေးဂိတ်ပေါင်း6ခုထိရှိနေပြီးတဂိတ်ချင်းစီကနေကျပ်1000ခွဲစီငွေကြေးတောင်းခံနေတာဖြစ်တယ်လို့ဆိုပါတယ်။ငွေတောင်းတာနာမည်ဆိုးနဲ့ကြော်ကြားခဲ့တဲ့မြို့ကြီးရွာဂိတ်တစ်ခုကတော့ပိတ်သိမ်းသွားတယ်လို့ဆိုပေမဲ့တခြားဂိတ်တွေဆက်တောင်းနေကြဆဲပါ။ခန္တော်ဝင်မှာရဲဂိတ်ကငွေ2000တောင်းလေရှိပြီးတခါတလေကျပ်3000မော်တော်ပီကယ်ကိုကျပ်3000ပေးကြရပါတယ်။စစ်တပ်ဂိတ်မှာလည်းကျပ်3000နှုန်းပေးနေကြရတာဖြစ်ပြီးမြို့ကြီးရဲကိုတော့ကျပ်6000အထိပေးနေကြရတာဖြစ်ပါတယ်။ကုန်သည်တွေအနေနဲ့တဂိတ်ကိုကျပ်1000နှုန်းပေးနေရရင်တောင်ပေးနိုင်ပေမဲ့အခုတောင်းနေတာက9သိန်းကျော်ရှိနေတာလို့ဆိုပါတယ်။အောင်ပန်းကနေမန္တလေးကိုဒေသထွက်စိုက်ပျိုးတင်းဟန်တွေတဲတာဖြစ်တာကြောင့်ငွေကြေးအမျက်မများတာမို့အရှုံးပေါ်နေကြတာပါ။အရင်တုန်းကတောင်သူတွေဟာအောင်ပန်းကနေမန္တလေးကိုနေချင်းပြန်သွားနေကြတာဖြစ်ပြီးကိတ်ကြီးပေးရတာမရှိခဲ့ပါဘူး။အာနာသိမ့်ပြီးတဲ့နောက်မှာဂိတ်ပေါင်း15ခုလောက်ရှိလာခဲ့တာပါ။